နေ့မှာတိုင်ဆိုင်နိုင်တယ်ဒါမှမဟုတ်ဆုံးရှုံးနိုင်တယ်ညီမလေးညီမတို့မိန်းမသားတွေကလေလူတယောက်ကိုချစ်မိတဲ့အခါမျက်စိမိတ်နားပိတ်ပြီးလူယူမမိုက်ကိုချစ်ပြစ်လိုက်ကြတာမျိုးနော်အဲ့ဒီတော့အမားများတယ်လေဒုက္ခပူကြီးတယ်ချစ်တဲ့စိတ်ကအရာရာကိုအမောင်ဖုံးသွားစေတဲ့အခါကိုကအနောက်ကိုရောက်ပြီးသူကကိုယ့်ရှိကိုရောက်လာတယ်အရာရာဟာသူ့စိတ်အတိုင်းပဲကိုကပြောက်ွယ်သွားပြီးသူ့အရေးလိုဖြစ်သွားတယ်ဒီလိုနဲ့သူ့ဘက်ကစက်သိမ်းမှုပြောလာတဲ့အခါအမားတို့တွေကိုရကဲရမဲ့ဝမ်းနဲ့ပလက်တွေဖြစ်ပြီးဖြေမစင်နိုင်မရှူနိုင်မကယ်နိုင်ဖြစ်ကြရတယ်ဘဝကြီးကအဆုံးသတ်သွားပြီလို့ထင်လိုက်ကြတယ်စိတ်ခံစားချက်တွေဟာတစားစီပောက်ကွဲထွက်သွားပြီးထိန်ချုပ်မရတော့ပဲစိတ်ထင်ရပြီးရှောက်လို့မိတတ်ကြတယ်အဲ့ဒီတော့လေခက်ခဲပြီမဲ့ကိုအမြဲတမ်းပေးနေရမယ်စကားလေးတစ်ခုမှားခြင်းနဲ့လူတယောက်ကိုချစ်လိုက်တဲ့အခါလမ်းခွဲဖို့ချစ်ခဲ့တာမဟုတ်ပြီမဲ့စချစ်လိုက်တာနဲ့ပိုင်ဆိုင်နိုင်ခြင်းနဲ့လက်လွတ်ရနိုင်ခြင်းဆိုပြီးဖြစ်နိုင်ခြင်းရှိတဲ့အရာနှစ်ခုစလုံးအတွက်ကိုယ်စိတ်ကိုကြိုတင်ပြင်ဆင်ရနိုင်တယ်ဒီလူနဲ့တစ်သက်လုံးမြဲခြင်းနဲ့မြဲခြင်းလို့ပဲဒီလူရဲ့လက်ကိုတွဲခဲ့တာဟုတ်ပါတယ်မှန်တယ်ဒါပေမဲ့တကယ်လို့မတော်တဆဆိုတာမျိုးနဲ့လမ်းအဆုံးထိအတူမရှောင်နိုင်တော့တာရှိနေသက်ဆုံးတိုင်းဆိုတဲ့နေ့မျိုးမရောက်တော့တာရှိနေဒါကိုအမားတို့သဘောပေါက်လက်ခံနိုင်လို့လေချစ်ချင်းမြတ်တာမှာဘာရှိလဲမေးရင်ပျော်ရမယ်ဒါမှမဟုတ်နာကျင်ရမယ်ဒီနလန်းနဲ့ရှိလို့ဇက်သိန်းဟာလေ happy ending ဖြစ်နိုင်တယ်လို့ sad ending လည်းဖြစ်နိုင်တယ်လူတရားကိုပိုင်ဆိုင်ရမယ်ဆိုတဲ့စိတ်ထက်ငါဘက်ကအတက်နိုင်ဆုံးအကောင်းဆုံးကိုပေးထားတယ်ဆိုတဲ့စိတ်နဲ့ပဲချစ်စီကြပါတယ်အဲ့ဒီလိုစိတ်နဲ့ပဲသစိမ်းလူအနာမှာရှိစီကြပါတယ်ချစ်ရင်ပိုင်ဆိုင်ချင်တာကကိုယ့်ရဲ့စိတ်ဆိုပေမဲ့တစ်ဖက်လူရဲ့အလိုဆန္ဒအရာဒီနေ့သူပိုင်ဆိုင်ခြင်းတဲ့လူဟာကိုဖြစ်ကောင်းဖြစ်နိုင်တယ်လို့ကိုဖြစ်ချင်မှလည်းဖြစ်မှာပါဘလို့မှစိတ်ထားလို့မရဘူးဆိုရင်တော့တရားမှာ30ရာခိုင်နှုန်းလောက်တော့ဒီနေ့ဝေးကောင်းဝေးနိုင်တယ်ဝေးများဝေးရင်ဆိုတဲ့အခြေအနေတစ်ခုအတွက်ကိုယ်စိတ်ကိုပြင်ဆင်ထားတာမျိုးတွေးထားတာမျိုးလုပ်စီချင်ပါတယ်အကြံပေးချင်ပါတယ်ရှေ့ချီတလန်းဟာပြုတ်ကျသွားနိုင်တယ်ဆိုတာကြိုသတိထားမိရင်ကျသွားရင်တော့အထိမနာတော့ဘူးပေါ့အချစ်ဆိုတာလူကိုတတ်နိုင်တယ်စိတ်ကိုတတ်နိုင်တယ်စိတ်ရှိတိုင်းလွတ်ထားမိရင်စိတ်တိုင်းကြဝါမျိုးသွားတော့တာပဲအချစ်ကြောင့်ဘဝပြတ်သွားတာတွေရှိလို့အချစ်နဲ့တိဆောက်ထားတဲ့အစိမ်းလူအပေါ်မျောလင်းချက်တွေအများကြီးမထားစေချင်ပါဘူးမျောလင်းချက်ကလူကိုတက်လို့တဘဝစာနလန်မထူနိုင်တော့တဲ့သူတွေအများကြီးတွေ့ဘူးလေကိုဟာလူတယောက်ကိုချစ်မိလိုက်တာနဲ့ပိုင်ဆိုင်နိုင်တယ်ဆုံးရှုံးနိုင်တယ်ဒီအခြေအနေကိုငါကကောင်းကောင်းလက်ခံနိုင်တယ်ကင်တွေ့နိုင်တယ်ကြော်ဖြတ်နိုင်တယ်ဆိုတဲ့စိတ်နဲ့ချစ်စီချင်တယ်